ကြတော့သီလကိုပို့ပြီးတော့လုံခြုံမှုအတွက်မျက်စိနာနာလျာကာယမနတွေကနေပြီးတော့ကိလေသာတွေလွှမ်းမိုးမခံရအောင်တတိနဲ့ထိန်းဆုံးအိန္ဒြိယသံဝရလို့ခေါ်တယ်အဲ့ဒီအိန္ဒြိယသံဝရကုသလမှာအကုသိုလ်တွေမဖြစ်အောင်ထိန်းချုပ်လာတဲ့အခါမှာအဖြာတိကဒုက္ခကိလေသာတွေနဲ့ရောရှက်မှုမရှိဘဲနဲ့တတဆစိတ်ချမ်းသာမှုတွေသီလကကိုယ်နဲ့ကာယကံနဲ့ဝစီကံကိုယ်နဲ့နှုတ်ကိုပဲထိန်းတာဖြစ်တယ်အိန္ဒြိယသံဝရရောက်တဲ့အခါစိတ်ကိုအတိုင်းတာတစ်ခုရထိန်းလာတယ်ထိန်းလာသည့်အတွက်ကြောင့်ဒီချမ်းသာဒုက္ခအပြတိကဒုက္ခလို့ကိလေသာတွေနဲ့ရောထွေးခြင်းမရှိတဲ့ခုနကအနဝိဇ္ဇဒုက္ခတွေပို့ပြီးတော့ကောင်းတဲ့အပြတိကဒုက္ခကိုခံစားအဲ့ဒီနောက်မှာသွားရလာရစာရတောက်တာနေရထိုင်တာတွေကစပြီးတတိတမစင်ညာ mindfulness and comprehension အဲ့ဒီနှစ်ခုလေ့ကျင့်တတိထားတယ်ပညာအစဉ်ချင်းတရားထားတယ်အဲ့ဒါကိုလေ့ကျင့်လိုက်တဲ့အခါကျတော့ဒီအမှားလုံးမှုတွေကမရှိတော့အဲ့ဒါလိုကနေပြီးတော့ရှိတာလေးနဲ့ကျင့်တတ်တယ်တန်တုဋ္ဌိအဲ့ဒီအခြေအနေလေးရဟာရဟန်းတော်တွေတောထဲမှာသွားပြီးတရားကျင့်မှုအတွက်လုံလောက်တဲ့အခြေအနေသီလရှိတယ်ဣန္ဒြိယသံဝရရှိတယ်ဒီတတိတမစညာနဲ့ပြည့်စုံတယ်ရှိတာလေးနဲ့ရောင်ရဲတယ်ဆိုတာအဲ့ဒါကနေပြီးတော့တမာတိတရားကိုဆက်လက်ထူထောင်တယ်တောရကြောင်းကိုချင်းကပ်တယ်စိတ်ငြိမ်တဲ့နေရာသွားပြီးတမာတိကိုထူထောင်ပြီးတော့ရှင်ထဲမှာရှိတဲ့ကာမိသန္တာပြဘာရစတဲ့နိဝရဏတွေလောဘတွေဒေါသတွေမဖြစ်ရအောင်စိတ်ကိုထိန်းချုပ်တဲ့အလေးအကျင့်စိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားတဲ့အကျင့်ကိုကျင့်ရင်ကနေပြီးတော့နောက်ဖယ်ရောက်သွားတော့ဆိုပထမဇန်ရသွားတယ်အဲပထမဇန်ရတဲ့အခါကျတော့ခုနဒီပထမဇန်ကျင့်နေတာပထမဇန်ရဲ့အခြေအနေကိုကိုယ်တိုင်ရပြီဆိုရင်ဆင်ခြေရာတစ်ခုတွေ့တာနဲ့တူတူပဲသို့တော့ဆင်ကြီးမတွေ့သေးဘူးဆင်ခြေရာစတွေ့ပြီပေါ့ဒုတိယဇန်ရတယ်တတိယဇန်ရတယ်သုတ္တဇန်ရတယ်အဲ့ဒီကနေပြီးတော့အဘိညာဉ်တွေရတယ်ရတဲ့အခါကျတော့မြတ်စွာဘုရားသိဝရအကြောင်းတရားတွေကပို့ပြီးတော့နေလာတယ်သမထကျင့်စဉ်ကျင့်လို့အောင်မြင်လာတဲ့တမာတိစွမ်းအားနဲ့မြတ်စွာဘုရားရဲ့အရေးချင်းတွေပို့ပြီးတော့သိလာအဲ့ဒီကနေတရားဓမ္မကျင့်လိုက်တာဝိပဿနာတရားကိုကျင့်ကြံကြုတ်ကိုပွားများအားထုတ်ပြီးနောက်ဆုံးမှယဟန္တာဖြစ်သွားပြီဆိုတဲ့အခါကျတော့မှဆင်ကြီးတွေ့တော့တာပဲအဲ့ကြရင်တော့သူ့ရဲ့ယုံကြည်ချက်တတ်မှတ်ချက်ဟာပြောင်းလဲချက်မရှိတော့ဘူးဒါဘုရားအစစ်ပဲဆိုတော့လက်ခံတယ်ဒီလိုမြတ်စွာဘုရားအကျင့်ချုပ်ဟောလိုက်တာနော်အဲ့ဒါသုလဟဋ္ဌိပရောပမာတော့ကျင့်ချုပ်ပြီးတော့ပြောတာပဲဖြစ်တယ်အဲ့ဒါလိုမြတ်စွာဘုရားကဒီလိုရှင်တဲ့နှလုံးထဲမှာကိလေသာအသွားတွေအကုန်ဖယ်ရှားနိုင်တဲ့ရတ္တမေရတ္တဖို့ရပြီဆိုတဲ့အခါကျတော့မှဘုရားအစစ်အမှန်ကိုဆုံးဖြတ်ပြီးတော့တွေးနိုင်တာဖြစ်တယ်တော့ဘုန်းကြီးတို့တွေကဘုရားကိုခံမှန်းပြီးစင်ချေရလေးနဲ့ကျင့်တတ်နေရတဲ့သဘောယန္နာမဖြစ်မချင်းဘုရားအစစ်လို့နောက်ဆုံးမှာဒီဘဝသာဘုရားကိုယုံကြည်ပေမဲ့ဘုရားဝါဒဖြစ်လို့နောက်ဘဝကျတော့ဒီဘုရားယုံကြည်မှယုံမှာလေပြောင်းလဲသွားနိုင်သေးတယ်ဒါကြောင့်မို့စင်ချေရကိုသာကြည့်ပြီးတော့ဆင်ကိုခံမှန်းပြီးတော့ပြောကြားနေတဲ့အဆင့်ကနေလွန်မြောက်သွားအောင်ဝိပဿနာတရားကျင့်ကြံကြုတ်ကိုအထုတ်ခြင်းဖြင့်ရတ္တမေရတ္တဖို့ဆိုတဲ့တရားဓမ္မကိုကျင့်ကြံကြုတ်ကိုအထုတ်လိုက်မှဒါဆင်အစစ်အကောင်ဆင်ကောင်းကြီးကိုမြင်ပြီးတော့မှအလွန်ကြီးတဲ့ဆင်ကြီးပါလားလို့ဆိုတာဆုံးဖြတ်ချက်ချနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဟဋ္ဌိဗုဒ္ဓဥပမာသုတ်မှာလာရှိတဲ့အတိုင်းနော်ဖះအစစ်တွေ့ရခြေရခံခြင်းဆိုဒီမှာရှေးဥစွာသီလအကျင့်ကနေပြီးသမာဓိအကျင့်ပြီးတဲ့အခါဝိပဿနာအကျင့်အဲ့ဒီလိုဝိပဿနာအကျင့်ကိုကျင့်ပြီးရတ္တမေရတ္တဖို့ဆက်ရောက်မှသာလျှင်
ခြေရာခံပြီးတော့ဆင်အစစ်ကိုတွေ့ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားထားပြီးတို့တွေအရတ္တမေရတ္ဖို့ရသည်ထီအောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီတတိထားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း